Okay ဒီနေ့ sharing လုပ်ချင်တာကတော့ဒီ Microsoft SQL Server ကို Apple Silicon Mac တွေဖြစ်တဲ့ M2 M3 M4 M5 ပေါ့ဒီ M series Mac တွေပေါ်မှာဘယ်လို installation လုပ်ရမလဲပေါ့အဓိကသုံးသွားမှာတော့ Docker နဲ့ Azure Data Studio ကိုသုံးပြီးတော့လုပ်ပြသွားမှာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ Microsoft SQL Server ကဒီ Mac ပေါ်မှာ officially support မလုပ်ဘူးပေါ့နော်။သွင်းလို့မရအကြောင်း Docker ကိုသုံးပြီးတော့ဒီ practice လုပ်လို့ရတဲ့အဆင့်ထိသွားမယ်ပေါ့နော်။ Okay အဲ့တော့ဒီမှာကျွန်တော်ဒီ guide လေးရေးထားတယ်ဒီ guide လေးအတိုင်းလုပ်ပြသွားမှာဖြစ်ပါတယ်ဆိုတော့ဘာတွေလိုအပ်လဲဆိုတော့ Docker Desktop နဲ့ဒီ Azure Data Studio software နှစ်ခုတွင်းထားဖို့လိုတယ်ပေါ့နော် Okay အဲ့ဒါတွင်းထားပြီးသားဆိုလို့ရှိရင်တော့ဒီ link တွေကနေသွားပြီးတော့download ဆွဲပြီးတော့တွင်းလိုက်ပေါ့နော်တွင်းထားပြီးသားဖြစ်သွားပြီဆိုလို့ရှိရင်အဓိကပထမဆုံးအနေနဲ့ check လုပ်ရမှာကဒီ Docker setting တစ်ချက်သွားပြီးတော့ကျွန်တော်စစ်ဖို့လိုတယ်ဘာဆေးရမလဲဆိုတော့ဒီ setting ကနေပြီးတော့ general tab ထဲမှာသူ့ရဲ့ virtualization feature ကိုဒီ Apple virtualization framework ကိုသုံးတဲ့ဟာမျိုးဖြစ်ရမယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီ Rosetta သုံးမယ်ဆိုပြီးတော့လုပ်ရမယ်ပေါ့နော် emulation ဟာကဒီ Rosetta Apple ရဲ့ Rosetta ကိုသုံးမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဒီ886ဒီ 64-bit server ကိုမှ emulation သုံးပြီးတော့ run မှာပေါ့နော် Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် Docker တွေကိုတွားလိုက်မှာပေါ့နော်ကျွန်တော် Docker ဖွင့်ထားပြီးသားဆိုတော့ဒီမှာ Docker ကိုတွားလိုက်မယ်setting တစ်ချက်တွားမယ်ဗျ Okay Docker ရဲ့ setting တွားလိုက်မယ်တွားပြီးတော့ရင်ဒီမှာဆော့ဆော့ပြောတဲ့အတိုင်းဒီ general tab ထဲမှာပဲတစ်ချက်ဆင်ကြည့်လိုက်လို့ရှိရင်ဒီမှာပုံမှန်ဆိုလို့ရှိရင်ဒီ Docker VMM တွေပါဖြစ်နေလို့ရှိရင်ဒီ Apple virtualization framework ကိုရွေးပြီးဝိုင်း use Rosetta for x86 ဒီ emulation အတွက်ရွေးပေါ့နော်အဲ့ဒါရွေးပြီးသွားရင်ဒီမှာ apply လုပ်ပြီးတော့ Docker ကိုrestart ချပေါ့ပိတ်ပြီးတော့နောက်တစ်ချိန်တစ်ခြားပြန်ဖွင့်ပေါ့နော်ပိတ်ဖို့အတွက်လည်းဒီမှာလုံးဝ completely ဒီ quick Docker desktop ကနေပြီးတော့ quick လုပ်ပြီးတော့မှပြန်ပြီးတော့ဖွင့်လိုက်ပေါ့နော် Okay အဲ့ဒါကိုအကုန်ဖွင့်ပြီးသွားပြီဆိုလို့ရှိရင်တော့ guide အတိုင်းကျွန်တော်ဆက်ပြီးတော့သွားလို့ရပြီဆိုတော့ဒီမှာဘာထပ်ပြောထားလဲဆိုတော့ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီ SQL server container ကိုcreate လုပ်လို့ရပြီပေါ့နော်server ဒီ container create လုပ်ဖို့အတွက်ဒီ image ကိုအရင်ဆုံးသွားဆွဲမယ်ဆွဲပြီးတော့မှ container create လုပ်မယ်ပေါ့နော်လုပ်ဖို့အတွက်ဒီမှာကျွန်တော် platform ကဒီM64 ပေါ့နော်64-bit version ကိုသွားဆွဲမယ်64-bit version ကိုcreate လုပ်မှာပေါ့ပြီးရင်တော့ဒါဒီ end user license agreement တွေကိုဒါ yes လုပ်မယ်ဒါတစ်ခါရေးထည့်ထားတယ်ပြီးသွားလို့ရှိရင်တော့ဒီ password ကိုဒီဟာပေးမယ်ပေါ့ကိုကြိုက်တဲ့ password ဒီမှာပေးလို့ရတယ်ပြီးတော့ရင်ဒီ Azure Data Studio နဲ့ချိန်တဲ့အချိန်မှာဒီ password ကိုပြန်ထည့်ရမှာပေါ့နော် port ကတော့ဒီ port ပဲပြီးသွားရင် SQL ဒီ server နာမည်ကဒီ container နာမည်က SQL server ပြီးသွားလို့ရှိရင်တော့ဒီ image ကိုတွားပြီးတော့ဆွဲမယ်ပေါ့နော်ကျွန်တော်စမ်းထားသလောက်ဆိုတော့ဒီ2022 latest ဒီဟာကအဆင်ပြေတယ်အဲ့တော့ okay အဲ့ဆိုလို့ရှိရင်ကျွန်တော်ကဒီ command ကို copy ကူးပြီးသွားလို့ရှိရင်ကိုယ့်ရဲ့ laptop မှာ terminal ပေါ့နော် terminal application ကိုဖွင့်ပေါ့ကျွန်တော်လောဆယ်ဖွင့်ထားတယ်ဖွင့်ထားပြီးသားကိုသုံးမယ်ပြီးရင်စောစော command ကို paste လုပ်လိုက်မယ် okay paste လုပ်ပြီးရနဲ့run ပေါ့နော်ဒါကကျွန်တော်ဒုတိယတစ်ချိန်ထပ်ပြီးတော့ run ပြတာပေါ့နော်တကယ်တမ်းရှေ့တစ်ခေါက် run ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်သူက900 MB လောက်တော့ download ဆွဲရမယ်ဒီ image ကိုပူးသွားလုံးမှာပေါ့နော်အဲ့အချိန်တော့စောင့်ပေးရမယ်အခုဒီ video မှာအဲ့အချိန်စောင့်တဲ့အချိန်ကြာချိန်ကိုကြော်ချင်တာ ਨੇ ကျွန်တော်ပူးတစ်ခါလေးလုပ်ထားပြီးသားပေါ့နော် okay enter ခေါက်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီကျွန်တော်စီမှာက image ကပေါ့နော်ဒီ2022 server image က docker image ကပူးလုပ်ပြီးသားအဲ့ဒီအတွက်ကြောင့်ချက်ချင်းပဲဒီ container create လုပ်သွားပြီပေါ့နော် okay အဲ့တော့ကျွန်တော် docker မှာတော့ဆက်မယ်ဗျ okay တော့ဆက်လိုက်မယ်ဆိုလို့ရှိရင်စောစောမရှိသေးဘူးအခုရောက်လာပြီအခု run လဲ run နေပြီပေါ့နော်နာမည်ကပေးထားတဲ့ SQL server ပဲဒီမှာတစ်ချက်ကြည့်လိုက်လို့ရှိရင် AMD 64ပါဒါ64-bit versionဘာလို့ဒီ 64-bit version ကိုသုံးပြီးတော့လုပ်ရလဲဆိုတော့ကျွန်တော် full features ကိုသုံးနေတော့ဒီ server ကိုရွေးတယ်ပေါ့နော်ဒါ emulation လုပ်ထားတာတကယ်တမ်း Rosetta ကိုသုံးပြီးတော့ပေါ့နော်အဲ့မှာသူပြောထားတယ်ပူက performance ဖြစ်မဲ့ဘာညာဒါပေမဲ့ပြဿနာမရှိဘူးသုံးလို့ရတယ်အဆင်ပြေတယ်ပေါ့နော် okay ဒါဆိုလို့ရှိရင် Docker ကလည်းဒီမှာ run နေပြီဆိုတော့နောက်ထပ်တစ်ဆင့်ဘာလုပ်ရမလဲဆိုရင်ဆက်သွားမယ်ဆိုလို့ရှိရင်နောက်တစ်ဆင့်အနေနဲ့ကကျွန်တော်က Azure Data Studio ကိုဖွင့်ရမယ်အဓိကကတော့စောစောအခုဒီ run နေတဲ့ဒီ Docker image ပေါ့နော် Docker container ပေါ့နော်ဒီ Microsoft SQL Docker container server ကိုတွားပြီးတော့ Azure Data Studio ကနေ connect လုပ်မှာ connect လုပ်ဖို့တော့ဆောစောပေးထားခဲ့တဲ့ username နဲ့ password ကိုသုံးမယ်ပေါ့နော် okay ဆိုတော့ဟုတ်ပြီဗျဒီမှာ username password ကိုသုံးမယ်ဆိုရင်
တစ်ချက်ကြည့်လိုက်ပေါ့နော်ချက်ကြည့်လိုက်လို့ရှင်ဒါဒီမှာပုံလေးတွေလည်းအသေးစိတ်ထောက်ကြည့်လိုက်လို့ရှင်စွန်ဆွဲပြီးတော့ကြည့်လို့ရမယ်။ Okay အဲ့တော့ကျွန်တော်တို့က Azure Data Studio ကိုတွားကြည့်မယ်။ကျွန်တော်ဒီ password လေးတစ်ခါလေး copy ကူးထားလိုက်မယ်ပေါ့နော်။ပြီးရင်တော့ paste လုပ်ရမှာဆို Okay ဒီမှာ copy ကူးလိုက်မယ်။ပြီးရင် Azure Data Studio ကိုလည်း download ဆွဲပြီး install လုပ်ထားပြီးသွားရင်ဖွင့်လို့ရမယ်။ဒီမှာ new connection ဆိုပြီးတော့ရှိမယ်။ click လုပ်လိုက်မယ်။လုပ်ပြီးသွားရင်ကျွန်တော်ဒီနားမှာက local host ဒါကျွန်တော်တို့က local host လောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ပါနော်ပြီးရင် SQL login တိုင်းပဲထုံးစံတိုင်း username ကတော့ SA ပဲသူရဲ့ default ပဲပေါ့နော်ပြီးသွားရင်ကျွန်တော်တို့ကဒီမှာစောစောကကူးလာတဲ့ password ကို paste ချမယ် remember password လုပ်မယ်ကျန်တာတွေကဒီတိုင်းပဲဒီတစ်ချက်ပဲ trusted trust server certificate မှာကျွန်တော်တို့ true ပေးလိုက်မယ် okay ဒါတွေပြီးသွားပြီဆိုလို့ရှိရင်တော့ connect လုပ်ရပြီအသေးချာအောင်သွားပြီးတော့ check လုပ်ချင်တယ်ဆိုလဲဒီမှာ check လုပ်လို့ရတယ်ပေါ့နော်check လုပ်လို့ရတယ် okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော် connect လုပ်လိုက်မယ်အဲ့တော့ container ကလည်းတခြားကောင်းကောင်း run နေတယ်ဒီ container server ပေါ့နော် server လည်းကောင်းကောင်း run နေတယ်ဆိုလို့ရှိရင်ဒီ Azure Data Studio ကနေပြီးတော့အဲ့ဒီ server ကိုတွားပြီး connect လုပ်တာလည်းအဆင်ပြေသွားလိမ့်မယ်အဲဆိုကျွန်တော်တို့ကစနာဒီတုံးထားတဲ့ container ကSQL container က developer edition 64 bit ပြီးရင် Ubuntu ဒီ2022ပေါ်မှာ run တာပေါ့နော် okay ဆိုတော့ဟုတ်ပြီကျွန်တော်တို့ကဘာဆက်လုပ်မလဲဆိုတော့ဒါဆိုလို့ရှိရင်အခွန်ကြီးကတော့ရသွားပြီဗျာအခွန်ကြီးကရသွားပြီဆိုတော့ database ဒီ file တွေထည့်ပြီးတော့ကျွန်တော်တို့ query တွေပါဆွဲကြည့်မယ်ခေရဆိုလို့ရှိရင်ဒီမှာသူပြောထားတဲ့အတိုင်းပဲပြီးသွားပြီဆိုတော့ကျွန်တော် sample database တွေရှိတယ်အဲ့တော့ဒီ SQL တင်တက်တဲ့သူတွေဆိုလည်းသိလိမ့်မယ်ဒီ SQL တင်တန်းနေမှာသုံးတဲ့ဒီ sample database Microsoft ကပေးထားတဲ့ Adventure Work sample database တွေရှိတယ်ကျွန်တော်ဒီမှာ link ထည့်ပေးထားတယ်ကျွန်တော်ဒီ video မှာဒီ2016ကိုသုံးပြီးတော့လုပ်ထားပဲပေါ့နော်ဒီတဲ့ version မြင့်တဲ့ဒီ file တွေလည်း download ဆွဲလို့ရတယ်အဓိက database file backup file တွေ BAK file တွေကိုကျွန်တော်တို့ download ဆွဲမယ်ပေါ့နော်ဆိုတော့ဒီမှာဒါကျွန်တော်က download ဆွဲထားပြီးသားဒီ file ကို download ဆွဲထားပြီးသားပေါ့နော် Adventure Work 2016 BAK file ကိုဆွဲထားပြီးသားဆွဲထားပြီးသွားရင်မလုပ်ရမလဲဆိုတော့စောစော server တွေကိုတွားပြီး upload လုပ်ပေးရမှာပေါ့အဲ့တော့ဒီ command တွေပါတွေနဲ့ဆိုလို့ရှိရင်ရှုပ်နေမှာဆိုလို့ကျွန်တော်ဒီ docker g1 နေပဲလုပ်ပြထားတယ်ပေါ့နော် okay ဒီမှာသွားကြည့်လိုက် container တွေကနေ file ကနေမှတစ်ဆင့်ဒီမှာပေးထားတဲ့ပတ်လန်းကြောင်းတိုင်းတွားပြီးတော့ import နည်းကနေထည့်ပေးရမှာပတ်လန်းကြောင်းက var တွေက OPD တွေက MSSQL တွေကိုထည့်ရမှာဒီဒါဆိုကျွန်တော်docker ရဲကိုသွားမယ်ဒီ container တွေကိုဝင်လိုက်မယ်ဝင်ပြီးသွားရင်ဒီမှာ file ကိုသွားမယ် okay ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ var တွေက okay ပြီးရင် OPT တွေက MSSQL နဲ့ဝင်မယ်ဝင်ပြီးတော့ MSSQL တက်တဲ့ပုံမှာထောက်ပြီးတော့ import လုပ်မယ်ကျွန်တော်တို့ဒီမှာ download ဆွဲထားတဲ့ဒီမှာ Adventure Work ပေါ့နော်ဒီ Adventure Work 2016 BAK ဆိုတဲ့ဟာကိုကျွန်တော်တို့ကရွေးလိုက်မယ် okay ဒါဆိုလို့ရှိရင်ရောက်သွားပြီပေါ့နော်ဒီ server တွေကိုရောက်သွားပြီပေါ့ဒီ container server ဒီ MSSQL server တွေကိုရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘာဆက်လုပ်မလဲဆိုတော့ဒီမှာ guide မှာသွားကြည့်ထားလိုက်ဒီ database restoration ပြန်လုပ်မှာပေါ့ဆိုတော့စောချိတ်ထားတဲ့ဒီ Azure Data Studio ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်လောလောဆယ်ကမရှိသေးဘူးပေါ့နော် database query လုပ်လို့မရသေးဘူးအဲ့အတွက်ကြောင့် query လုပ်လို့ရအောင်လုပ်မယ်ဆိုတော့ Azure Data Studio မှာဆိုလို့ရှိရင်ပုံမှန်တိုင်းဆိုလို့ရှိရင်ဒီ database restore လုပ်တဲ့ feature ကဖြုတ်ထားတာပေါ့နော်အဲ့ဒါကိုကျွန်တော် setting တွေကနေပြီးတော့ဒီ preview feature ပေါ့နော် unreleased preview feature ဆိုရဲဟာကိုတွားပြီးတော့ကျွန်တော်ဒီမှာဖွင့်ပေးရမှာ okay အဲ့တော့ကျွန်တော်ဒီမှာပြမယ်ပေါ့နော်okay ဒီမှာ Azure Data Studio Azure Data Studio မှာကျွန်တော်ပြမယ်ဒါဆိုလို့ရှိရင်ဒီ Azure Data Studio ထဲမှာကျွန်တော်က setting သွားမယ်ဒီမှာ setting ကိုသွားမယ် okay အဲ့ဒီမှာကျွန်တော်ကဆိုတာ preview features ပေါ့နော်ရိုက်လိုက်ဒါဆိုလို့ရှိရင်ဒီမှာ enable မလုပ်ရသေးရင် enable လုပ်လိုက်လုပ်ပြီးသွားပြီဆိုလို့ရှိရင်ရပြီ enable လုပ်ပြီးသွားရင်ဘာတွေ့သွားမလဲဆိုတော့သူဒီမှာ guide မှာပြောထားသလိုပဲချက်ကြည့်လိုက်မယ်ဘာလုပ်ရမလဲဆိုတော့သူက database ပေါ်မှာဒီ database ဆိုတဲ့ folder ပေါ်မှာ right click ထောက်ပြီးတော့ဒီစောစောကဖွင့်လိုက်တဲ့ restore database ဆိုတဲ့ဟာကိုသုံးမယ်ပေါ့နော် okay ဆိုတော့ database ပေါ်မှာထောက် restore database preview ကြောင်းနှိပ်မယ်ပြီးရင်ကျွန်တော်ကဒီမှာ database မဟုတ်တော့ဘူးဒီမှာ backup file ကနေသုံးပြီးတော့ကျွန်တော်တို့က backup လုပ်မယ်ပေါ့နော်စောစောကကျွန်တော်တို့ upload သွားလုပ်ထားတဲ့ဟာပြီးရင်ဒီအဆက်30ကိုနှိပ်မယ်ပြီးသွားရင်စောစောကကျွန်တော်တို့လုပ်ခဲ့တဲ့နေရာပဲ OPD တွေက MSSQL နဲ့က
ဒီမှာ Adventure Web 2016ဆိုတဲ့ BAK file ကိုကျွန်တော်တို့ရွေးမယ်ရွေးပြီးတော့ backup လုပ်မယ်ပြောချင်တာဒီ backup file ကိုကျွန်တော်ကဒီ restore လုပ်တဲ့သဘောပဲပေါ့နော် restore လုပ်မယ် okay ဒါဆိုလို့ရှိရင်ဒီမှာရတယ် restore နှိပ်လိုက်ဒါဆိုလို့ရှိရင်ဒီမှာ restore process က success ဖြစ်သွားပြီအဲ့ဆိုလို့ရှိရင်ဒီမှာဖွင့်ချလိုက် database ထဲမှာ Adventure Web 2016ဆိုတဲ့ database ကသူ့ရဲ့ database ကိုကျွန်တော်တို့ successfully restore လုပ်လို့ရသွားပြီဒါဆိုလို့ရှိရင် query တွေ run လို့ရပြီပေါ့နော် okay အဲ့ဆိုတော့ကျွန်တော်တို့ဒီမှာ guide ကိုတစ်ချက်ပြန်သွားကြည့်မယ်guide မှာလည်းသူပြောထားပါလိမ့်မယ်အသေးစိတ်ပြောထားရပါတော့ဒီမှာ backup file ကိုရွေးပါဆက်လုပ်ပါဆိုတာဒါတွေအသေးစိတ်ပြောထားတယ်ဒီမှာကြည့်လို့ရတယ်ပြီးတော့ရင်ဒီ var တွေက OPTF က MSSQL နဲ့ကနေပြီးတော့ဒီကောင်ကိုရွေးပါပေါ့နော်ဒါတွေထည့်ထားတယ် okay အဲ့ကပြီးသွားရင်တော့ကျွန်တော်တို့က query တွေ run လို့ရပြီပေါ့နော်ဒါဆိုရင်မှဒီ adventure web ပေါ်မှာright click ထောက်ပြီးတော့ new query လုပ်ကြည့်လို့ရပြီ okay ဒါဒီမှာဆိုဒါဆို query လုပ်ထားတဲ့ဟာပေါ့နော်ဒါဆိုကျွန်တော် advanced detail ကိုသွားမယ် right click new query okay ရေးကြည့်အောင် human resource တွေက employee တရားကိုထုတ်ကြည့်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် run နှိပ်လိုက်မယ် okay ဒါဆိုရင်တော့ဒီမှာ table တွေလည်းဆွဲထုတ်လို့ query ဆွဲထုတ်လို့ရပြီဆိုတော့ဒီ SQL exercise တွေလည်းလုပ်လို့ရပြီစမ်းချင်တယ်လို့ဆိုင်လို့ရပြီပေါ့နော်ဒီ2016တခုတည်းထည့်လို့ရအောင်တခြား database တွေကိုလည်း restore ထပ်လုပ်လို့ရတယ် database backup file download ဆွဲပြီးတော့ဒီထဲကို restore လုပ်လို့ရတယ်အဲ့တော့2022တို့တခြားဟာတွေလည်းဒီဘက်မှာလာပြီးတော့ restore လုပ်လို့ရတယ် restore လုပ်ရမယ့်နည်းလမ်းကတော့စောစောပြောတဲ့အတိုင်းပဲquery run တာတော့ကိုယ်စိတ်ကြိုက် run လို့ရပြီပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ guide ကိုကြည့်ပြီးတော့ရှောက်လုပ်သွားတာဆိုလို့ရှိရင်ခုဒီ MySQL server 2022ကို Docker container အနေနဲ့ run တယ်အဓိကကတော့ officially support မလုပ်လို့ဒီ Mac ဒီ Apple Silicon Mac တွေမှာDocker container ကိုသုံးပြီးတော့ MySQL server ကို install လုပ်တာပေါ့နော်ကျွန်တော်တို့ Docker မှာလုပ်ထားတယ်ဒီမှာခုဒီမှာ run နေတယ်ပေါ့နော် okay run နေတယ် okay save ပဲ run နေတယ်ပြီးသွားရင် Azure Data Studio ကနေပြီးကျွန်တော်တို့ connect လုပ်တယ် connect လုပ်ပြီးသွားလို့ရှိရင်ဒီ container ကို connect သွားလုပ်တယ် okay ဒီမှာပြထားတဲ့အတိုင်း connect လုပ်တယ်ဒီမှာဆိုရင်အစိမ်းရောင်လေးဖြစ်နေတယ်ပေါ့နော်ဒါဆိုတော့ local connection လုပ်ထားတာတကယ်လို့ connection ပြုတ်သွားတယ်ဘာညာဆိုလဲဒီမှာ refresh တွေပါလုပ်တကယ်လို့ password တွေမှားတွေဘာညာဆိုဒီမှာ update ပြန်လုပ်လို့ရတယ် okay နော်ဒါ connect လုပ်ပြီးသွားတဲ့အချိန်မှာမပြီးသေးဘူးဒီ backup file ကို restore လုပ်ပြီးတော့query run လို့ရအောင်လုပ်တာပေါ့နော်အဲ့တော့ backup file ကိုအရင်ဆုံးကျွန်တော် server လေးကိုတွားပြီး upload လုပ်မယ်လုပ်ပြီးတော့မှဒီ Azure Data Studio ကနေပြီးတော့ restore လုပ်မယ်အဆင့်ဆင့်ပေါ့နော် restore လုပ်ဖို့အတွက်ကလည်းပုံမှန်ဆိုတော့ feature ကဖျောက်ထားတာအဲ့အတွက်ကြောင့်ဒီ setting ကနေပြီးတော့ကျွန်တော်တွားပြီးတော့ preview feature ကိုဖွင့်ပြီးတော့အဆင့်ဆင့်လုပ်သွားတယ်အဲ့တော့ဒီ guide လေးကိုလည်းဒီ video ရဲ့အောက်မှာထည့်ပေးထားမယ်ပေါ့နော်တွားကြည့်ပြီးတော့like လုပ်ကြည့်လို့ရမယ်ဒီ guide တိုင်းပဲလုပ်ကြည့်လို့ကဲလို့အဆင်မပြေတာရှိရင်တော့ comment မှာမေးထားလို့ရတယ်ပေါ့နော်ကျွန်တော်စမ်းကြည့်သလောက်တော့ဒီ M2 မှာလည်းအဆင်ပြေတယ်ကျွန်တော်တကယ်ချင်းရဲ့ M4 မှာလည်းအဆင်ပြေတယ်ပေါ့နော်ဒီနေ့က okay ဒါဆိုလို့ရှိရင်တော့အဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးပါ